Je suis Ya. Je suis Ta, Vous êtes à vous la êtes à la chaîne chaîne Yada Yada Di dit tout. Tu. Hey, Ta. Hey ya ရေနေကောင်းလားဒါမှမတွေ့ပြကြအောင်နော်အေးကောင်းတယ်နေရောကောင်းပါတယ်ပြီးခဲ့တဲ့တစ်ခေါက်ကငါတို့ဘန်းနောက်ပြောပြီးတော့မှထပ်ပြီးတော့ဘာမှမပြောပြကြအောင်ထပ်ပြီးတော့ဟုတ်တယ်ထုံးစံအတိုင်းပေါ့အလုပ်တွေရှုပ်နေရနဲ့อืมဟုတ်ပါအဲ့ဘန်းနောက်နဲ့ပတ်သက်ပြီးတော့မှစဉ်းစားမိပြီးတော့မှအော်ကိုဘယ်လိုမျိုးပြပြင်ပြောင်းလဲလို့ရအောင်ရရအောင်စဉ်းစားမိရလေးဒီအောင်ဟုတ်ရှိတယ်တယ်အဲ့ဒီဘန်နောက်လေးဖြစ်သွားတော့မှလေကိုယ့်အကို awareness လေးတော်တော်ရပြီးတော့မှကိုယ့်ရဲ့ personality လေးတွေကိုနည်းနည်းပို့ပြီးတော့သတိထားမိလာတာမျိုးရှိတယ်။တာရောอืมအဲ့လိုမျိုးရှိလားရှိတယ်အဲ့လိုမျိုးဖြစ်လာမှကိုပြန်ပြီးစမ်းစစ်ကြည့်လာတာလေကိုအကြောင်းကိုပိုသိလာတယ်လို့ပြောလို့ရတာပေါ့။ဟုတ်တယ်ပြီးတော့တာကကြတော့ counseling တွေဘာတွေလဲလုပ်လိုက်သေးရယ်ဆိုတော့လေအဲ့ဒီကနေပြီးတော့อืม အဲ့လိုမျိုးသူတို့ personal test လေးလုပ်ပြီးရဲအဲ့ဒီကနေမှအဲ့လိုသိကိုနဲ့ကိုယ့်အကြောင်းကိုယ့်ကိုပို့ပြီးသိလာတာပေါ့နော်။ อืมဟုတ်တယ်နော်အခုဒီအချိန်ကြီးရောက်မှပဲကိုစသိလာရဲဆိုတော့နည်းနည်းတော့ရည်စရာကြီးများဖြစ်နေလားမသိဟုတ်တယ်တော်တော်များများလူတွေကလေကိုယ့်အကြောင်းကိုယ့်အကိုသိပ်မသိဘူးကိုဘာကြိုက်တက်လဲကိုဘာမကြိုက်ဘူးလဲကိုဘာလိုချင်တာကိုဘာဖြစ်ချင်တာဆိုတဲ့ဟာကိုသိပ်မသိကြဘူးอืมဟုတ်တယ်အဲ့လိုမျိုးသူများကကြလို့သူများပြောတဲ့အတိုင်းပဲလိုက်လို့အဲ့လိုမျိုးလိုက်ရောင်ပြီးတော့မှဟိုရင်းဖြစ်ပြီးတော့အဲ့လိုမျိုးလေ objective တွေပျောက်နေကြတယ်အဲ့လိုမျိုးရှိရနော်ဟုတ်တယ်ဥပမာตาဆိုလို့ရှိရင်သတိထားမိရလေငယ်ငယ်ကလေးကနေပြီးတော့မှตาမှာကြတော့အကိုတွေခြားထဲမှာကြီးပြင်းခဲ့ရတာကိုညီမတယောက်ပဲဆိုတော့သူတို့အဲ့လိုမျိုးသူတို့ချစ်တာတွေရောတစ်ဖက်ကနေကောင်းတာတော့သူတို့အရန်ချစ်တယ်ပေါ့နော်ကိုယ်အရန်လိုချင်တဲ့ဟာတွေအကုန်ဖြည့်ဆည်းပြီးရင်နောက်တစ်ဖက်ကနေကြတော့ကိုကအငယ်ဆုံးလည်းဖြစ်နေရောလေဘာမှလိုက်လုပ်စရာမလိုဘူးကွာသိလားကျမ်းမာရေးနဲ့ဥမာမိဘကျမ်းမာရေးတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်လေကို့မှာတိတ်ပြီးတာဝန်ရှိနေရလို့မယူမှတ်ရဘူးဘာလို့လဲဆိုတော့အပေါ်မှာအကိုလေးယောက်ကရှိနေရအောင်သူတို့อืလှုပ်เสียရှိရมတဲ့အကုန်လုံးကသူတို့လှုပ်သွားတယ်ကိုယ့်စီမှာဘာတာဝန်မှမကြလာဘူးအဲ့ဒါမျိုးလေးအဲอืม အရင်တော့ဆိုရင်အရန်စိတ်ပူပင်ရခေါင်းမှလည်းတိတ်ပြီးမသိဘူးဘာလို့လဲဆိုတော့ကိုယ်အရန်အဲ့တာဝန်တွေရှိရလို့မခံစားခဲ့ရဘူးကွာသိလားอืมဟုတ်တယ်ဟိုပါနော်အခုကိုယ့်ရဲ့ personality ကိုယ်လုပ်နေတဲ့အပြုအမူတွေတွေကအဲ့လိုမျိုးကိုယ်အရင်တော့ကဒီ childhood မှာဗာလဲ childhood မှာဖြစ်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးအများကြီးတက်ရောက်မှုရှိနေတယ်နော်ဒါဆိုရင်အဲ့လိုပုံစံမျိုးဆိုပေမဲ့ရဆိုတော့ကြာနည်းနည်းပြောင်းပြန်ဖြစ်သွားအောင်အဲ့လိုမျိုးအိမ်မှာအဲ့လိုမျိုးအလက်ဆိုပေမဲ့လည်းအဲ့လိုမျိုးပေါ့နော်ဟိုမိသားစုအတွက်အမြဲတမ်းစဉ်းစားပေးပြီးတော့မှအဲ့လိုမျိုးမိသားစုကိုတာဝန်ကိုအမြဲတမ်းထမ်းအဲ့လိုမျိုးထမ်းကျင်တဲ့အဲ့လိုမျိုးပို့အမြဲတမ်းအဲ့လိုမျိုးပူပင်ပေးတာများတော့ပေါ့နော်အဲ့လိုမျိုးကိုယ့်အတွက်ကိုမကြည့်တော့ဘူးအဲ့လိုမျိုးပြီးတော့နောက်အဲ့လိုမျိုးကိုယ်အိမ်မှာမိန်းကလေးတယောက်တည်းဆိုတော့အဲ့လိုမျိုးအရန်ယောက်ျားလေးတွေနဲ့အဲ့လိုအမြဲရှင်ပြောတာများတော့လေအဲ့လိုအရန် independent ဖြစ်ချင်တဲ့စိတ်တအားများလာပြီးအဲ့လိုမျိုးနောက်ကြတော့အဲ့လိုမျိုးသူများနဲ့သူများနဲ့အကူအညီတွေပါသူ့တိတ်မတောင်းတော့ပဲနဲ့အရန်ကိုယ့်အကူတယောက်တည်းဖြစ်လာတယ်တယောက်တည်းရုန်းကန်ရတဲ့ပုံစံမျိုးဖြစ်သွားတယ်လေအော်တာကကြတော့အဲ့လိုမျိုးမဟုတ်ဘဲအဲ့ဒါရဲ့ဆန့်ကျင်ဘက်ပေါ့နော်တခုကကြတော့အဲ့လိုအရန်အချုပ်ချယ်လဲအရန်ခံရတာပေါ့တိလားတစ်ဖက်မှာသူတို့မိသားစုကအရန်ချစ်တယ်ပြောမယ်တစ်ဖက်မှာတအားချုပ်ချယ်ခံရတယ်လေအဲ့လိုပုံစံကနေမထင်မှတ်ဘဲနဲ့နိုင်ငံခြားရောက်လာတဲ့အခါမှာကိုယ်နိုင်ငံမှာတော့ကိုယ့်ကိုဟိုပြောရမယ်ဆိုလို့ရှိရင်တော့သူများတွေဒီဟာတွေကြားတယ်ဆိုလို့ရှိရင်တော့ရည်စရာဖြစ်နေမှာပေါ့နော်ဘဏ်အကောင့်တွေပါလေကိုယ့်ကိုမဖွင့်ခဲ့ရဘူးကွာတိလားအဲ့ဒါတွေအားလုံးသူများနိုင်ငံရောက်တဲ့အချိန်မှာစလုပ်ရတဲ့အချိန်မှာလေ အရန်ခက်ခဲခဲကိစ္စရဲ့အတိုင်းอ่ะလေဘာလို့လဲဆိုတော့ကို့နိုင်ငံမှာအဲ့ဒီအတွေ့အကြုံတော့မရှိခဲ့ဘူးလေကွာသိလားသူများနိုင်ငံရောက်မှအဲ့ဒါမျိုးတွေသတိထားမိရယ်အရန်အစကနေလုံးဝဟိုကာကြီးရေကဆိုရဲအစကိုနိုင်ငံခြားရောက်တော့မှစဘူးတာပေါ့သိလားอืม နေမောအဲ့လိုရကြတော့မလဲအဲ့လိုမျိုးကိုအရင်နဲ့အဲ့လိုမျိုးတယောက်တည်းရုန်းကန်မယ်ဆိုတဲ့စိတ်ရှိပြီးတော့မှလုံနိုင်ပေမဲ့ကြာလာတော့အရန်တယောက်တည်းဖြစ်တော့ပင်ပန်းလာတယ်လေအေးပြီးတော့ပေါ့ကိုယ့်ကို responsibility အရန်ယူတယ်လို့မျိုးဖြစ်သွားတာလေဟုတ်တယ်အရန်ဟိုဟာပြီးရင်ရရဲ့ဟိုတွေက emotion တွေကိုလည်းသိပ်ပြီးအရန်မ share တတ်ဘူးအဲ့လိုမျိုးအရန်ပြုံးပြီးပဲနေတတ်ပြီးတော့မှအဲ့လိုမျိုးကိုခံစားနေတဲ့အရာတွေကိုသိပ်ပြီးတော့မပြောပြတတ်ဘူးအဲ့တော့ကြာလာတော့လေအရန်ရင်ထဲမှာအရန်သိပ်ပြီးတော့များလာပြီးတော့မှလေอือฮึကိုယ့်အတွက်ကိုယ့်ကျန်းမာရေးအတွက် mental health အတွက်မကောင်းဘူးပေါ့နော်
ဟုတ်တယ်အဲ့ဒီ expressive မဖြစ်တာနဲ့ပတ်သက်ပြီးတော့တာလည်းကိုယ့်ဘာသာကိုယ်သတိထားမိရဘာလို့လဲဆိုတော့ငယ်ငယ်တုန်းကတော်တော်များများအမေတွေကရိုက်တယ်ဆိုလို့ရှိရင်လေမြန်မာနိုင်ငံမှာရှိတဲ့အမေတော်တော်များများရိုက်တယ်ဆိုလို့ရှိရင်ရိုက်လဲခံရသေးတယ်သားသမီးကအရိုက်လဲခံရဒါပေမဲ့အဲ့လို expressive ဖြစ်လို့မရဘူးကွာရိုက်တယ်ဆိုရင်မငိုဒါနဲ့မငိုနဲ့ရိုက်ထားရင်ငိုရင်ထငိုရပ်ရိုက်မှာဆိုမငိုတဲ့ပုံစံမျိုးမငိုနဲ့ပြီးသွားတဲ့ခါကျရင်မှားသွားတယ်ဆိုလို့ရှိရင်ကလေးတွေမှာပြန်ရှင်းပြနေတာပေါ့နော်ဘာကိစ္စကြောင့်ဒီလိုမျိုးလေးမှားသွားတယ်ဘာကိစ္စကြောင့်တော့ဒီလိုမျိုးလေးဖြစ်သွားတယ်အဲအိမ်ကအမေတို့အဖေတို့ကျတော့အဲ့လိုမျိုးနားမထောင်ပေးဘူးကွာတိလားအဲ့လိုပြန်ရှင်းပြရဲဆိုရင်သူတို့ဘက်ကနေဘယ်လိုခံစားရလဲဆိုတော့ငါသားသမီးကငါစကားကိုနားမထောင်ဘဲနဲ့ငါတို့ပြန်ပြီးခံပြောနေရပေါ့နော်အဲ့ဒီလိုအဲ့ဒီဟာတွေအရိုက်ခံရတယ်ပြီးသွားတဲ့ခါကျရင်ပြန်ရှင်းပြခွင့်မရှိဘူးပါဇက်ကိုပိတ်ထားဆိုပြီးတော့လေအဲ့လိုဆိုအဲ့ဒါတွေအကုန်လုံးကကြီးလာတဲ့အထိပါလာတာအခုအချိန်အထိမှာတာမှရှိသေးတယ် expressive မဖြစ်တာတခုခုဆိုရင်လေပြောချင်တဲ့စကားလုံးတွေကခေါင်းထဲမှာရှိရယ်အဲ့ဒီခေါင်းထဲကနေအဲ့ဒီစကားလုံးတွေကစကားလုံးအနေနဲ့ကိုပါဇက်ထဲကနေထွက်မကြလာဘူးอืมอืมဒါတခုခုဆိုရင်လေအရင်ပဲရှင်ထဲမှာပဲတိုတိတ်ထားသလိုမျိုးဖြစ်နေတာစကားလုံးတွေနဲ့ထွက်မကြလာဘူးအဲ့ဒါကိုတော်တော်လေး practice ကျင့်ယူနေရတယ်ပေါ့နော်စကားလုံးတွေနဲ့ထွက်ကြလာအောင်လေတခုခုပြောချင်တဲ့ဟာကိုอืသူများတွေมဆိုလို့ရှိရင်လည်းဖက်ခနဲ့ပြန်ပြောတတ်တဲ့လူမျိုးတွေတွေ့ဘူးတယ်ကွာကိုကြတော့အဲ့ဒီထဲမှာမပါဘူးတခုခုဆိုလို့ရှိရင်အဲ့ဒီအုံနောက်ထဲမှာ process ကကြာနေတာဘာလို့လဲဆိုတော့အဲ့ဒါကိုဘာကို notice ဖြစ်မိလဲ counseling လုပ်ပြီးသွားတဲ့အခါကျတော့အဲ့လိုဖြစ်နေရတာငယ်တုန်းကကိုယ့်ရဲ့ childhood နဲ့ဆိုင်နေကိုယ်မှရခဲ့တဲ့ trauma လေးတွေရှိရယ်ကွာသိလားအဲ့ဒီထဲမှာမှအဲ့လိုမျိုးတခုခုအဆူခံရတာရိုက်ခံရတယ်ဆိုရင်ပြန်ရှင်းပြခွင့်မရှိဘဲနဲ့နားထောင်ဒါပေမဲ့ပြန်မပြောနဲ့အဲ့ဒါတွေကအကျင့်တစ်ခုလိုဖြစ်သွားတာလေအသက်ကြီးလာတဲ့အထိအဲ့ဒါတွေကအဲ့ဒီတိုင်းပဲနားပဲနားထောင်နေပြန်မပြောဘူးတခုခုဆိုရင်อืပြောมချင်တာတွေကအများကြီးရှိရရင်ထဲမှာအဲ့ခေါင်းထဲမှာအများကြီးရှိတယ်ဒါပေမဲ့စကားလုံးတွေနဲ့ဘယ်တော့မှထွက်မကြလာဘူးအဲ့ဒါကိုတော်တော်လေး practice ယူရတယ်တာอืအနေနဲ့ရောม ဘယ်လိုရအနေနဲ့ရောဘယ်လိုမျိုးရှိလဲရကြတော့အဲ့လိုမျိုးဗာလဲတခုခုဆိုလို့ရှိရင် react လုပ်တဲ့အရင်တည်းကအဲ့လိုမျိုးမိဘရင်းနေဆိုရင်လည်းတခုခုဆိုရင်ဟို rebel ဖြစ်တဲ့နေရာမှာပါတာပေါ့နော်အဲ့လိုမျိုးဆိုပြီး react လုပ်တဲ့ပဲဆိုရင်ဒါပေမဲ့အဲ့လိုမျိုးကိုခံစားရတဲ့အပိုင်းအဲ့လိုမျိုးကိုယ့်အကြောင်းကိုပြောတော့မယ်ကိုခံစားရတဲ့အပိုင်း emotion နဲ့ပတ်သက်ပြီးတော့ဥပမာဝမ်းနေတာတို့ဟိုအရင်တည်းကတခုခုဆိုရင်တောင်းဆိုတတ်တဲ့အခြင်းမရှိဘူးอือหือအဲ့ဒါဆိုတော့ဟိုအဲ့လိုမျိုးတောင်းဆိုတဲ့မရှိပြီးတော့ကြာလာတော့အဲ့လိုမျိုးကို responsibility များလာတဲ့အခြေအနေပိုများလာတဲ့အချိန်မှာဗာလဲပို့ပြီးတော့တောင်းဆိုဖို့ဟိုဟာအင်အားကပိုပြီးနည်းလာတယ်အဲ့ကြောင့်မလို့ဆိုတော့ကိုဗစ်ခုဒီရောက်တဲ့အချိန်မှာဒီတရားနိုင်ငံမှာနေတဲ့အချိန်မှာတကူကူညီလို့ရှိရင်တရက်ကိုတောင်းဆိုဖို့တကူရက်ကိုကူညီတောင်းဖို့ဆိုတာရအတွက်ကအရန်ကိုကွာအင်အားတွေအများကြီးယူရတယ်အဲ့လိုမျိုးဟို မမပြောမသိဘူးမပြောတတ်ဘူးပေါ့နော်အဲ့လိုမျိုးမပြောတတ်ဘူးမတောင်းဆိုတတ်ဘူးအဲ့လိုမျိုးတခုခုကုညီဆိုရင်မတောင်းတတ်ဘူးအဲ့လိုမျိုးတယောက်တည်းအဲ့လိုမျိုးဟိုလုံမယ်ဆိုရဲအဲ့လိုမျိုးဟာကြီးများနေတော့လေကြာလာတော့လေလူကအဲ့လိုမျိုး physically ရော mentally ရောပင်ပန်းလာတယ်ပြီးတော့နောက်အဲ့လိုမျိုး ပေါ့ emotion တွေနဲ့ပတ်သက်ပြီးဆိုရင်ကိုယ့်ကိုယ်စိတ်တူတယ်ကိုရင်းဖြစ်တယ်ဝမ်းနေတယ်ကိုမကျေနပ်ဘူးဆိုလို့ရှိရင်အဲ့လိုမျိုးအဲတိတ်ပြီးတော့သူများတွေကိုအဲ့လိုမျိုးပြောပြီးတော့မှဟဲ့မကျေနပ်ဘူးဆိုတဲ့အကြောင်းအဲ့လိုမျိုးတိတ်ပြီးတော့ empathy အရန်များသွားတာလားအဲ့လိုမျိုးပေါ့နော်သူများကိုပဲအရန်ထည့်သွင်းစဉ်းစားပေးတာအရန်များသွားလားအရန်ကိုအဲ့လိုမျိုးစိုးပေးလို့ရှင်တယ်အဲ့လိုမျိုးအရန်ကိုဟိုသူ protect သူများကို protect လုပ်ပြီးသူများကိုအရန်စဉ်းစားပေးပြီးတာများသွားပြီးတော့မှအရန်ကိုရန်မစဉ်းစားပေးဘဲနဲ့အဲ့လိုကိုယ့် emotion တွေကိုမျိုးသိပ်ထားလိုက်တာလေအဲ့ဒါကြီးကမကောင်းအဲ့လိုမျိုးတွေဟုတ်တယ် ကြာလာများလာတော့အဲ့လို physically ရော mentally ရောမကောင်းပြီးတော့လေemotion မှာကိုဘာဖြစ်နေရဆိုတဲ့ဟာကို emotion like သိလားဥပမာငါစိတ်ဆိုးနေရလားဒေါသထွက်နေရလားဝမ်းနေနေရလားပျော်နေရလားအဲ့လို frustrated ဖြစ်နေရလားအဲ့လိုမျိုးသိလားတာ အဲ့လိုမျိုးတော့သိတယ်အအသက်တော်တော်ကြီးရဲ့အထိ emotion နဲ့မှာအဲ့လို emotion တွေအကုန်လုံးလေရောနေရသိလားအရန်ရောอืมပြီးတော့မှဘာဖြစ်နေခံလဲဆိုစားလို့ခံတဲ့ဟာကိုစားနေမှဘာခံမသိရစားနေရမှန်းမသိဘူးပျော်တာလားဝမ်းနေရလားပူဆွေးရလားတောကရောက်နေရလားအဲ့ဒါတွေအကုန်လုံး name မလုပ်တတ်ဘူးနာမည်မတက်ခဲ့ဘူးအဲ့ဒါတွေလေတော်တော်လေးအသက်ကြီးလာတော့မှအခုမှပြန်ပြီး train နေရအခုအချိန်မှာငါဘယ်လိုခံစားနေရလဲငါပျော်နေရလား okay အခုအချိန်မှာငါဝမ်းနေနေရလားအဲ့လိုမျိုးတော်တော်လေးကိုယ့်ကိုယ်ခံစားချက်တွေကိုသိလား name တက်ပြီးတော့မှဘာဖြစ်နေလဲဆိုတဲ့ဟာကိုသိအောင်ကြိုးစားနေရတာอืมဟုတ်တယ်နော်ရတော့လို့ဒီမြန်မာပြည်လို့ society မှာအဲ့လိုမျိုးတသွေးတတန်တမိတ်အဲ့လိုမျိုးနေခဲ့ရတဲ့ childhood တွေအခုကတော့အများကြီးသက်သာသွားပြီလို့ထင်ပါတယ်ဒါပေမဲ့ရတော့လို့အဲ့လိုမျိုး childhood လို့ရခဲ့တဲ့လူမျိုးဆိုလို့ရှိရင်တိတ်ပြီးတော့မှမိဘကအဲ့လိုမျိုးပြန်မပြောရအဲ့လိုမျိုးတွေကြီးပြင်းလာခဲ့ရတာပြီးတော့နောက်ပညာရေးစနစ်ကောဆရာမတွေကဒီဟာဆိုဒီဟာ
စကားမပြောနဲ့အတန်းထဲမှာဆိုလို့ရှိရင်လည်းစကားမပြောနဲ့อือฮึဗာလဲဆရာမပြောတာပဲနားထောင်နင်တို့ပြန်မပြောနဲ့ပြန်ပြောလို့ရှိရင်ရိုက်ခံရတယ်အဲ့လိုမျိုးတွေများလာတော့ပေါ့နော်အဲ့လိုမျိုးပို့ပြီးတော့ trauma တွေကများလာတယ်ပို့ပြီးတော့ကိုယ့်အကိုပြန်ပြီးစမ်းစစ်ဖို့ awareness ကလည်းပို့ပြီးအားနည်းလာတယ်အဲ့ဒါအားနဲ့ကတော့တော်တော်လေးစိတ်မကောင်းစရာပဲเนาะဟုတ်တယ်အခုဒီကနေပေးနေတဲ့ message ကလေမိဘအနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်သားသမီးအနေနဲ့ပဲဖြစ်ဖြစ်အဓိကကတော့မိဘတွေပေါ့နော်အဲ့လိုသားသမီးတွေကိုထိန်းချုပ်တဲ့အခါမှာ control ကတော့လုပ်ရမှာပဲလေသိလားကိုမွေးထားတဲ့သားသမီးဟုတ်တာပေါ့ကို့မှာတာဝန်ရှိရဒါပေမဲ့လည်းအဲ့လိုဘောင်တွင်ကနေပေါ့ guideline လုပ်ပေးလို့ရတယ်အသက်ကြီးသွားတဲ့အခါမှာသူတို့ဘဝလေးနဲ့သူတို့ရွေးချယ်ခွင့်ပေးပေါ့ကွာသိလားအဲ့လိုမဟုတ်ဘဲနဲ့အရန်ကြီးထိန်းချုပ်ပြီးတော့မှကလေးတွေအခုဆိုတားအနေနဲ့ဆိုရင် expressive တွေမဖြစ်တော့ဘူးအဲ့ဒီအနောက်မှာဆက်ဆက်ပြီးပါလာတဲ့ဟာတွေရှိရယ် confident တွေမရှိတော့ဘူးသိလားအမြဲလူတစ်ယောက်ရဲ့ validation တွေအမြဲလိုတယ်တခုခုနေရာတနေရာရောက်ဖို့ကိုအောင်မြင်ဖို့တခုခုဘာမဆိုဖြစ်ဖို့ကွာသိလားလူတိုင်းရဲ့ validation တွေလိုတယ်အဲ့ဒါတွေအားလုံးကပြန်ကြည့်လိုက်လို့ရှိရင်မိဘမိသားစုစီကနေရခဲ့တဲ့ trauma ဆိုတဲ့စကားလုံးကိုမသုံးချင်ဘူးအဲ့လိုသူတို့လည်းမသိဘဲနဲ့တုံသင်ခဲ့တာပေါ့နော်အဲ့ဒီပုံစံမျိုးလေးနဲ့တုံသင်ခဲ့တာဆိုတော့အခုနည်းနည်းချင်းစိတ်တန်ရာလေးတွေပေါ့နော်တေးလေးအေးပေါ့ อืม future အဲ့လို parents တွေဆိုလို့ရှိရင်တော့ကိုယ့်သားသမီးတွေကိုထိန်းချုပ်တဲ့အခါမှာနားလည်မှုနဲ့တယောက်နဲ့နားလည်မှုနဲ့ငါသားသမီးလေးဘယ်လိုခံစားနေရလဲဆိုတဲ့ဟာလေးကိုအဲ့ဒီ emotion တွေပါထည့်ပြီးတော့မှစဉ်းစားပြီးစဉ်းစားပေးဖို့อืစဉ်းม စားပြီးပြိုးထောင်ပေးရဆိုရင်တော့အကောင်းဆုံးပဲပေါ့နော်ဟုတ်တယ်ပြီးတော့နောက်လူငယ်တွေအနေနဲ့လည်းအခုအချိန်မှာတားအိတ်ကိုအသက်မကြီးသွားခင်အချိန်မှာဒီလိုအချိန်လေးမှာကိုယ့်ကိုယ်ပြန်စမ်းစစ်ပြီးတော့မှငါဘာဖြစ်ချင်တာလဲငါကဘာကြိုက်တာလဲငါကဘာမကြိုက်ဘူးလဲငါကဘယ်လိုလူမျိုးလဲကိုယ့်ရဲ့ personality လေးကိုနည်းနည်းလေးပြန်စမ်းစစ်ကြည့်ပြီးတော့မှဘယ်လိုလူမျိုးမှပြီးတော့အနာတိမှဆေးရှိမှလေသိအဲ့ရှိမှာလိုမျိုးဆိုတော့အဲ့လိုမျိုးလေးပြန်ပြီးကိုယ့်ကိုယ်ပြန်စမ်းစစ်နိုင်ပါစေလို့လဲစမ်းစစ်နိုင်ဖို့ဒီဗီဒီယိုလေးကနေ message ပေးနိုင်မယ်လို့မျှော်လင့်တယ်ဟုတ်တယ်အဲအဲ့ဒါဆိုလို့ရှိရင်တအဲ့ဒါဆိုလို့ရှိရင်ငါတို့ရဲ့ဒီစကားဝိုင်းလေးကိုဒီမှာပဲရပ်လိုက်ကြမယ်လေအေးလေနောက်တစ်ပတ်ကြာလို့ရှရင်နောက် topic တစ်ခုနဲ့ပြန်တွေ့ကြမယ်ဟုတ်ပြီရလဲကျမရဲ့ queue စိုက်ပါတလည်းကျမယူဆိုင်ပါအဲ့ဟုတ်ကဲ့ပါဒါဆိုရင် အဲ့ဆိုရင် see you see you ciao 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 a la à la prochaine prochaine